မင်္ဂလာပါ MMD Dive ကနေပြန်လဲကြိုဆိုလိုက်ပါတယ်။ AR ရဲ့ဆောင်းပါးတစ်ပုဒ်ဖြစ်ပြီးတော့ဆောင်းပါးရှင်ကိုရေးသားထားတဲ့မင်းအောင်လှိုင်ရဲ့စိတ်ဒစငြိမ်းချမ်းရေးနဲ့အဖြစ်ကံ73ဘွဲ့ဆိုတဲ့ဆောင်းပါးကိုဖတ်ပြချင်ပါတယ်။သမရအရေးကုန်လဲထားတဲ့မင်းအောင်လှိုင်ကရက်တရားငြိမ်းချမ်းရေးဆိုတာကိုရှင်းလင်းတဲ့အခါမှာတိုင်းသားလက်နက်ကိုင်အဖွဲ့73ဘွဲ့နဲ့တွဲဆုံဆွေးနွေးခဲ့တယ်လို့ဖော်ပြတာကိုတွေ့ရပါတယ်။နိုင်ငံလုံးဆိုင်ရာအပြည့်အခက်ရစရေးသဘောတူညီချက် NCA ထိုးထားတဲ့အဖွဲ့10ဘွဲ့ရှိတဲ့အနက်ကရှမ်းပြည်ပြည်လဲထူထောင်ရေးကောင်စီ RCSS ကရင်ငြိမ်းချမ်းရေးကောင်စီ KNU KNLA-PC Democratic ကရင်အကျိုးပြုတပ်မတော် DKBA မွန်ပြည်သစ်ပါတီ NMSP ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP လာဟူ Democratic အစည်းအရုံး LDU အဖွဲ့6ဖွဲ့နဲ့တွဲဆုံဆွေးနွေးခဲ့တယ်လို့ဆိုပါတယ်။တကယ်တမ်း NCA လက်မှတ်ရေးထိုးထားတဲ့အဖွဲ့10ဘွဲ့ရှိတဲ့အနက်မှာကရင်မျိုးသားအစည်းအရုံး KNUမြန်မာနိုင်ငံလုံးဆိုင်ရာចောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF ပအုံးမျိုးသားလွတ်မြောက်ရေးဖွဲ့ချုပ် PNLO ချင်းမျိုးသားတပ်ဦး CNF တို့စစ်အုပ်စုနဲ့တွေ့ဆုံရမှာမပါဝင်တော့ပါဘူး။စစ်တပ်အာဏာသိမ်းမှုကိုကန့်ကွက်ပြီးတော့စစ်အုပ်စုအားပြန်လည်တိုက်ခိုက်နေကြပြီဖြစ်ပါတယ်။ RCSS ရှမ်းတောင်လက်ရှိမြောက်လိုင်းစစ်အုပ်စုနဲ့ပြန်လည်ဆွေးနွေးနေတဲ့ဆိုတဲ့ NCA ထိုးထားတဲ့6ဖွဲ့နဲ့မှာ RCSS တစ်ဖွဲ့သာအဖွဲ့အစည်းတစ်ခုအနေနဲ့လောက်လာရှိပြီးတော့ရှမ်းပြည်နယ်တောင်ပိုင်းမှာအင်အားအတော်အသင့်နဲ့ရပ်တည်နိုင်ခဲ့တဲ့အဖွဲ့ဖြစ်ပါတယ်။ RCSS အဖွဲ့အစည်းဟာ2011နောက်ပိုင်းမြန်မာစစ်တပ်နဲ့အပြစ်ရက်ပြီးတိုက်ပွဲတွေရုံနေသွားပါတယ်။ဒီကတော့ရှမ်းပြည်နယ်မြေဆုံးမျိုးရေးအတွက် RCSS ကတစ်ဖက်ရှမ်းပြည်ဒုတိယပါတီ SSPP တောင်မျိုးသားလွတ်လပ်ရေးတပ်မတော် TNLA နဲ့ဝပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ကတစ်ဖက်ဖြစ်တဲ့တိုက်ပွဲတွေကို2015-16ကနေစပြီးတော့2019-18ထိမြင်တွေ့ခဲ့ရပြီးတော့ရှမ်းမြောက်ကနေ RCSS တို့စုပ်ပေးရပါတယ်။ဒါ့အပြင်2021-22ခုနှစ်တွင်မှာလည်း SSPP နဲ့ UWSA ကတစ်ဖက် RCSS ကတစ်ဖက်နေမြေလူတိုက်ပွဲတွေကိုရက်ဆောက်ကြောက်ကူမိုင်းကိုင်ပင်လုံဒေသတွေမှာပြင်းပြင်းထန်ထန်ဖြစ်ပွားတာကိုတွေ့ရပါတယ်။ RCSS တပ်တွေဟာတောင်ကြီးကွန်ဟိန်းကားလန်းတောင်ချမ်းကိုယာယီဆုပ်ပေးရတာကိုတွေ့ရပါတယ်။လက်ရှိမှာ RCSS ကငြိမ်းချမ်းရေးခေါင်းဆောင်အောက်မှာမြန်မာစစ်တပ်ကိုဥတီတိုက်ခိုက်တာမပြုတော့တာက2011ခုနှစ်ကတည်းကဖြစ်ပါတယ်။ဒီကာလတွေအတွင်းမှာမြန်မာစစ်တပ်နဲ့လက်နက်ကိုင်ပဋိပက္ခတွေရှိပေမဲ့လည်းကြီးထွားလာခြင်းမရှိအောင်လို့ဖြေရှင်းထားတာကိုတွေ့ရပါတယ်။ RCSS ရဲ့စီးဥတီလှုပ်ရှားမှုဟာမြန်မာစစ်တပ်ကိုဥတီတိုက်ခိုက်ဖို့မဟုတ်ပဲနဲ့မြန်မာစစ်တပ်ကထိန်းချုပ်ဖို့လက်လန်းမမီတဲ့ရှမ်းပြည်ကျေးလက်ဒေသတွေကိုထိန်းချုပ်ဖို့ဖြစ်ပါတယ်။ဒါကြောင့် RCSS အနေနဲ့စစ်တပ်နဲ့တိုက်ပွဲဖြစ်ပွားတာထက်သူတိုးချက်ရနယ်မြေမှာရှိတဲ့တိုင်းသားအဖွဲ့တွေနဲ့လက်နက်ကိုင်ပဋိပက္ခဖြစ်ဖို့အလားအလာများပါတယ်။ KNU KNLA-PC နဲ့ DKBA KNU KNLA-PC နဲ့ DKBA ကရင်အဖွဲ့နှစ်ဖွဲ့မှာ KNU ကခွဲထွက်တဲ့အဖွဲ့တွေဖြစ်ပြီးတော့အင်အားထောင်ကနိုင်ငံရှိပေမဲ့လည်းမြန်မာစစ်တပ်ကိုတိုက်ခိုက်ခြင်းမရှိကြတော့ပါဘူး။ဒါအပြင် KNU နဲ့မြန်မာစစ်တပ်ဖြစ်နေတဲ့တိုက်ပွဲတွေမှာဘယ်ဘက်ကမှမပါပဲကြားနေတယ်လို့ဆိုနိုင်ပါတယ်။လက်တွေ့မှာမြန်မာစစ်တပ်ကသူတို့ကိုကူညီရန်အသုံးချနေဖို့စူးစမ်းနေတဲ့ကဲ့သို့ KNU ကလည်းမိမိဘက်ပါအောင်စီယုံနေပါတယ်။ဒါပေမဲ့ထိုကရင်အဖွဲ့ဟာ2021ခုနှစ်စစ်တပ်အာဏာသိမ်းစဉ်ကတည်းကအဖွဲ့အစည်းအနေနဲ့မြန်မာစစ်တပ်ကိုတိုက်ခိုက်ခြင်းမရှိတော့ပါဘူး။ဒီကရင်အဖွဲ့နှစ်ဖွဲ့ရဲ့ပြဿနာကတော့ကြားဖြန့်ငွေလိမ်ကိုင်းတွေကိုအကောင့်အွယ်ပေးရမှာနဲ့ဆိုင်ပတ်သက်နေတာဖြစ်ပါတယ်။ DKBA ကိုအမေရိကန်နဲ့ဥရောပနိုင်ငံတွေကနာမည်ပြက်စင်သွင်းပြီးတော့ဖမ်းဝရမ်းထုတ်ထားပါတယ်။ NMSP LDU ALP NMSP မှာအဖွဲ့နှစ်ဖွဲ့ကွဲနေပြီးတော့တစ်ဖွဲ့ကတော့ NMSP AD အမည်နဲ့စစ်အုပ်စုကိုစန့်ကျင်တိုက်ခိုက်နေပြီးတော့ကြန့်ရှိနေတဲ့ NMSP ကစစ်အင်အားကောင်းစွာမရှိသလိုပဲမွန်ပြည်သစ်ပါတီနဲ့ဥက္ကဋ္ဌနိုင်ဟန်တာကအရင်ကလိုပဲတိုင်းသားလက်နက်ကိုင်ဖွဲ့စည်းတွေအတွင်းမှာနိုင်ငံရေးဩဇာမရှိပါဘူး။ LDU ကလည်းနှစ်ဖွဲ့ကွဲနေပါတယ်။ငြိမ်းချမ်းယူထားတဲ့ဖွဲ့ကအင်အားမရှိပါဘူး။ ALP မှာ3ဖွဲ့ထိကွဲနေပြီးတော့လက်ကျန်စစ်တွေခြေဆိုင်စောမြရလေးရဲ့ ALP လက်နက်ကိုင်ဖွဲ့ကမြန်မာစစ်အုပ်စုကိုမိကိုအားထားရပ်တည်နေရတဲ့ပြည်သူ့စစ်တပိုင်းဖွဲ့ဖြစ်ပါတယ်။ NMSP LDU ALP 3ဖွဲ့လုံးဟာအဖွဲ့ငယ်တွေကွဲနေပြီးတော့အင်အားလည်းမရှိနိုင်ငံရေးဩဇာလည်းမရှိကြတဲ့ဖွဲ့တွေဖြစ်ပြီးတော့2021ခုနှစ်စစ်တပ်အာဏာသိမ်းပြီးနောက်မှာမြန်မာစစ်တပ်ကိုတိုက်ခိုက်နိုင်စွမ်းမရှိတဲ့အဖွဲ့တွေဖြစ်ပါတယ်။မြောက်လိုင်းစစ်အုပ်စုနဲ့တွဲဆုံရမှာ NCA လက်မှတ်မထိုးထားတဲ့အဖွဲ့9ဖွဲ့ပါပါတယ်။သူတို့ကတော့ UWSA မြို့သားဒီမိုကရေစီမဟာမိတ်တပ်မတော် NDAA SSPP TNLA နာဂမျိုးသားဆိုရှယ်လစ်ကောင်စီ Kaplan KNCNK ချင်းမျိုးသားဖွဲ့ချုပ် CNO ချင်းမျိုးသားကာကွယ်ရေးတပ်ဖွဲ့ CNDF နဲ့ရှမ်းနီအမျိုးသားများတပ်မတော် SNA တို့ဖြစ်ပါတယ်။ UWSA လက်ရှိတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေအနက်မှာအင်အားတောင်တင်ဆုံးနဲ့နေမြေကျဲပြန့်ဆုံးထိန်းချုပ်ထားနိုင်တဲ့အဖွဲ့တစ်ဖွဲ့ဖြစ်ပါတယ်။1989ခုနှစ်စစ်တပ်နဲ့အပြည့်ရခတဲ့က
လက်ရှိတိုင်းစစ်တပ်နဲ့အပြစ်ရထားခဲ့ပြီးတော့2005ခုနှစ်ထိရှမ်းရှိမှာခွန်ဆိုင်ရဲ့မိုင်းတိုင်းတပ်မတော် MDA ဆက်ရွက်စစ်ရဲ့ RCSS တို့နဲ့နေမြေထိန်းချုပ်ရေးအတွက်ရည်ရွယ်ပြီးတော့စီးရဲရတိုက်ခိုက်မှုတွေရှိခဲ့ပေမဲ့လည်း2005ခုနှစ်ကနေစပြီးရပ်တန့်ခဲ့ပါတယ်2021-22ခုနှစ်တွင်မှလဲချာမိုင်းကိုင်ပင်လုံဒေသတွေမှာ SSPP ဘက်ကနေကူပြီးတော့ RCSS ကိုအကန့်အသတ်နဲ့တိုက်ခိုက်ခဲ့တာကိုတွေ့ရပါတယ်2021စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာစစ်တပ်ကိုတိုက်ခိုက်ခဲ့ခြင်းမရှိပေမဲ့လည်းမြောက်ပိုင်း၃ဘွဲ့နဲ့အခြားတော်လှန်ရေးတပ်ဖွဲ့တွေကို UWSA တပ်ဖွဲ့ကလက်နက်ခဲယမ်းအပါအဝင်အကူအညီတွေကိုထုတ်ဖော်ကြေညာခြင်းမရှိဘဲကူညီခဲ့တာကိုတွေ့ရပါတယ်။ဒါကြောင့်လဲဟိုပန်နဲ့ပန်လုံကို UWSA အနေနဲ့စစ်စင်ရေး139ခွန်မှာတနက်တစ်ချက်မှမဖောက်ဘဲနဲ့တင်ပိုက်ရရှိခဲ့တာပါ။ဒါပေမဲ့တရုတ်ရဲ့ဖိအားပေးမှုကြောင့်ကိုကန့် TNL SSPP တို့ကိုပေးနေတဲ့အကူအညီတွေကိုရပ်တန့်ခဲ့တယ်လို့2025ခုနှစ်အတွင်းတရားဝင်ခေါ်ယူပြောဆိုတာကိုတွေ့ရပါတယ်။လက်ရှိမှာစစ်အုပ်စုကဟိုပန်ကိုစစ်အုပ်ချုပ်ရေးကြီးညာတဲ့နေမြေအတွင်းမှာထည့်ထားပြီးတော့ UWSA ကလည်းစစ်တပ်ကိုပြန်လည်လွှဲပြောင်းပေးမဲ့သဘောမတွေ့ရပါဘူး။လက်ရှိစစ်အုပ်စုနဲ့ UWSA တွေ့ဆုံရမှာလည်းဒီအကြောင်းအရာကိုနှစ်ဖက်စလုံးကထုတ်ဖော်ပြောဆိုခြင်းမရှိဘဲရှောင်လွှဲထားတာကိုတွေ့ရပါတယ်။ NDAA မိုင်းလာ NDAA မိုင်းလာကလည်း1989ခုနှစ်အပြည့်ရက်ခရဲကမြန်မာစစ်တပ်နဲ့တိုက်ခိုက်ခြင်းမရှိတော့ပါဘူး။ဒါပေမဲ့လည်း2009ခုနှစ်ကိုကန့်ကိုမြန်မာစစ်တပ်ကသိမ်းပိုက်လိုက်ပြီးခရဲကဖုန်ချန်းရှင်ရဲ့ကိုကန့် MNDAA အဖွဲ့ကိုမိုင်းလာမှာခိုးလုံခွင့်ပေးထားခဲ့ပါတယ်။ကိုကန့်အဖွဲ့ဟာမိုင်းလာမှာအခြေပြုပြီးတော့ဒနာအင်အားစုဆောင်းတာလူသူလက်နက်စုဆောင်းတာလေ့ကျင့်တာတပ်ဖွဲ့စည်းတာတွေပြုလုပ်ခဲ့ပြီးတော့ကိုကန့်နဲ့ရှမ်းမြောက်ကိုပြန်လည်သိမ်းပိုက်ခဲ့ပါတယ်။ဒါကြောင့်လည်းမြန်မာစစ်တပ်ကမိုင်းလာကိုစစ်အုပ်ချုပ်ရေးကြီးညာထားတဲ့မြို့နယ်တွေထဲမှာထည့်ထားပါတယ်။ဒါပေမဲ့လက်ရှိတွေ့ဆုံဆွေးနွေးမှုတွေမှာဒီအချက်ကိုနှစ်ဖက်စလုံးကထုတ်ဖော်ပြောဆိုခြင်းမပြုကြပါဘူး။ SSPP ရှမ်းမြောက်2009-2020ခုနှစ် SSPP တပ်မဟာနှစ်ခုပြည်သူ့စစ်အသွင်ပြောင်းပြည့်ရဲ့နောက်မှာမြန်မာစစ်တပ်နဲ့ SSPP ကြားတိုက်ပွဲတွေပြန်လည်ဖြစ်ပွားခဲ့ပြီးတော့2019နောက်ပိုင်းတိုက်ပွဲတွေပြန်လည်ငြိမ်သက်သွားပြီးတော့မှ SSPP နဲ့မြန်မာစစ်တပ်ကြားတိုက်ပွဲကြီးကြီးမားမားမရှိတော့ပါဘူး။ဒါပေမဲ့ရှမ်းမြောက်နဲ့တောင်ကြီးကွန်ဟိန်ကားလမ်းမြောက်ချမ်းမှာ RCSS နဲ့နေမြေလူတဲ့တိုက်ပွဲတွေ2022ခုနှစ်ခန့်ထိကိုတောက်လျှောက်ဖြစ်ပွားခဲ့ပါတယ်။မြန်မာစစ်တပ်နဲ့မြောက်ပိုင်းအဖွဲ့တွေကြားမှာတိုက်ပွဲဖြစ်ပွားတဲ့အခါမှာကြောက်ကူနောင်ချိုလန်းနောင်ချိုတီဘောကားလမ်းနဲ့နန်ခမ်းမူဆယ်ကားလမ်းတို့မှာနေရာချို့ကို SSPP ကဝင်ရောက်နေရာယူခဲ့ပါတယ်။တိုက်ပွဲဖြစ်ပွားနေစဉ်ကာလအတွင်းမှာမြန်မာစစ်တပ်ရေငုံနှုတ်ပိတ်နေပေမဲ့လည်းမြန်မာစစ်တပ်ကပြန်လည်သိမ်းပိုက်ပြီးတဲ့နောက်မှာပြန်လည်ဖယ်ရှားခိုင်းတာကြောင့် SSPP ကဖယ်ရှားပေးရတာကိုတွေ့ရပါတယ်။ TNL က NCA လက်မှတ်မထိုးထားတဲ့အဖွဲ့တွေကမြန်မာစစ်တပ်နဲ့2025အထိပြင်းပြင်းထန်ထန်တိုက်ခိုက်ခဲ့တဲ့အဖွဲ့ဖြစ်ပါတယ်။အထူးသဖြင့်မြန်မာစစ်တပ်အာဏာသိမ်းပြီးတဲ့နောက်မှာပြင်းပြင်းထန်ထန်တိုက်ခိုက်ခဲ့တဲ့အဖွဲ့ဖြစ်ပါတယ်။ဒါပေမဲ့တရုတ်ရဲ့ဖိအားပေးချင်းချောက်ကြက်ကိုင်မှုကြောင့်2025ခုနှစ်ထဲမှာမိုးမိတ်မိုးကုတ်စတာတွေကိုမြန်မာစစ်တပ်ကိုပြန်လည်လွှဲအပ်ပြီးတော့အပြစ်ရက်သွားတဲ့အပြင်တရုတ်ရဲ့ကြောထောင်နောက်ခံတဲ့ကိုကန့်အဖွဲ့ကကုတ်ခိုင်မျိုးကိုပါသိမ်းယူခဲ့ပြီးတဲ့နောက်မှာ TNL လေတံပြော့သွားပါတယ်။လက်ရှိချိန်မှာမြန်မာစစ်တပ်ကိုဆက်လက်တိုက်ခိုက်နိုင်ပွဲမရှိတဲ့အဖွဲ့ဖြစ်ပြီးတော့အပြစ်ခတ်ရနေတာက2နှစ်ခန့်ရှိပြီဖြစ်တဲ့အဖွဲ့ဖြစ်ပါတယ်။ CNO CNDF ဖလန်းချီပြူချင်းလက်နက်ကင်တပ်ဖွဲ့ဖြစ်ပြီးတော့ချင်းညီနောင်ခေါ် CPU CPA ချင်းပြည်သူအဖွဲ့ချင်းပြည်သူအစည်းအရုံးချင်းပြည်သူတပ်မတော်လို့ခေါ်ဆိုတဲ့ချင်းမဟာမိတ်အဖွဲ့မှာပါဝင်ပါတယ်။ဘာသတင်းမှမထွက်ဘဲနဲ့မြောက်လိုင်းကြီးညာမှမြန်မာစစ်တပ်နဲ့ဆွေးနွေးကြောင်းသိရှိကြရပြီးတော့အများအံ့ဩခဲ့ရတဲ့သတင်းဖြစ်ပါတယ်။မြန်မာစစ်တပ်နဲ့တွဲဆုံဆွေးနွေးခြင်းကို CNO CNDF ခေါင်းဆောင်ပိုင်းနဲ့တပ်ဖွဲ့ဝင်တွေမသိရဘဲနဲ့ CNO ဥက္ကဋ္ဌနဲ့လူယုံချို့ကပြုလုပ်ခဲ့ကြောင်းပေါ်ပေါက်ခဲ့ပြီးတော့ဥက္ကဋ္ဌနှုတ်ထွက်သွားတာကိုလည်းတွေ့ရပါတယ်။ဖလန်းမြို့ကိုမြန်မာစစ်တပ်ကပြန်လည်သိမ်းပိုက်နိုင်တာချင်းမြောက်ပိုင်းမှာ CNO CNDF နဲ့ CNF ကြားပဏိပခရှိခြင်းပေါ်မှာမြန်မာစစ်တပ်ကအသုံးချပြီးဖြိုခွင်းမှုစ조사ခဲ့ပုံရပါတယ်။သတင်းထွက်ပေါ်လာပြီးတဲ့နောက်မှာ CNO ဥက္ကဋ္ဌနှုတ်ထွက်ခဲ့ရပြီးတော့စုပ်စုကြိုးပမ်းမှုပြတ်ပြဲသွားပါတယ်။ NSCNK နာကမြန်မာစစ်တပ်နဲ့ဆွေးနွေးတယ်ဆိုတဲ့ NSCNK ဟာမူလနာဂအဖွဲ့ကနေ1988မှာခွဲထွက်လာပြီးတော့မြန်မာပြည်ထဲမှာအခြေစိုက်တဲ့ကပ်ပလန်ကောင်းဆောင်တဲ့အဖွဲ့ဖြစ်ပါတယ်။ဒီအဖွဲ့ဟာ2011ကနေ2023ကြားမှာ9ချိန်ခန့်ထပ်မံကွဲပြီးတော့မှမြန်မာပြည်နာဂဒေသမှာ NSCNK AM NMI အဖွဲ့နဲ့ NSCNK YA ရုံးအောင်အဖွဲ့နှစ်ဖွဲ့အခြေစိုက်ပါတယ်။လက်ရှိမြန်မာစစ်တပ် NSPNC နဲ့ဆွေးနွေးတဲ့အဖွဲ့ကတော့ NMI အဖွဲ့ဖြစ်ပါတယ်။နာဂအဖွဲ့တွေဟာအဓိကအိန္ဒိယအစိုးရနဲ့ပဏိပခဖြစ်ကြပေမဲ့လည်းမြန်မာအစိုးရကိုတိုက်ခိုက်တာမရှိပါဘူး။အဖွဲ့ငယ်တွေကွဲထွက်ပြီးတော့တစ်ဖွဲ့မှာအင်အားရာအချို့သာရှိပါတယ်။ SNA ရှမ်းနီ SNA ကို1989ခုနှစ်ဇူလိုင်လ9ရက်နေ့မှာစတင်တည်ထောင်တယ်လို့ဆိုပြီးတော့
2010နောက်ပိုင်းမှာသူတို့ရဲ့လှုပ်ရှားမှုကိုသိသိသာတွေ့ရပါတယ်။မူလကရှမ်းပြည်မျိုးသားရေးအတွက်ဖွဲ့စည်းပြီးတော့စစ်တပ်ကိုတိုက်ခိုက်မှုအနည်းငယ်ရှိခဲ့ပေမဲ့လည်း2021ခုနှစ်စစ်တပ်ကအာဏာသိမ်းပြီးတဲ့နောက်မှာမြန်မာစစ်တပ်ရဲ့အုံချမှုခံခဲ့ရပါတယ်။2021ခုနှစ်ကနေစပြီးတော့မြန်မာစစ်တပ်က SNA ကိုလက်နက်ခဲယမ်းတပ်ဆင်ပေးပြီးတော့တိုက်ပွဲဖြစ်ပါကလေကြောင်းနဲ့လက်နက်ကြီးပစ်ကူပေးပါတယ်။ SNA ကိုစီးပွားရေးและလုပ်ပိုင်ခွင့်ပေးခဲ့တာကြောင့်လျင်မြန်စွာကြီးထွားလာပါတယ်။လက်ရှိမှာတပ်မဟာ9ခုနဲ့အင်အား4000ခန့်ရှိရလို့ဆိုပါတယ်။မြန်မာစစ်တပ်နဲ့ပူးပေါင်းပြီးတော့ PDF နဲ့ KIA ကိုလိုက်လံတိုက်ခတ်လျက်ရှိပါတယ်။မူလကဗန်းမာ၊ဟုံးလင်း၊ခန်းတီးမြို့တွေမှာလှုပ်ရှားပေမဲ့လည်းမြန်မာစစ်တပ်နဲ့ပူးပေါင်းပြီးတဲ့နောက်မှာမိုးညင်းအင်းတော်ကြီးဖားကန့်နယ်မြေတွေမှာမြန်မာစစ်တပ်နဲ့တွဲပြီးတော့လှုပ်ရှားခွင့်ပြုထားပါတယ်။မူလက SNA ကနိုင်ငံရေးဆွေးနွေးခွင့် NCA မှာပါဝင်ခွင့်နဲ့တောင်းဆိုပေမဲ့လည်း2021ခုနှစ်စစ်တပ်အာဏာသိမ်းတဲ့အထိစစ်တပ်ကလက်မခံခဲ့ပါဘူး။2026ခုနှစ် NSPNC က SNA နဲ့နိုင်ငံရေးဆွေးနွေးတယ်လို့ပွဲထုတ်လာခြင်းကကချင်ပြည်နယ်မှာ KIA အင်အားစုတွေကိုဥတီတိုက်ခိုက်ဖို့ NLD နဲ့ NUG ထောက်ခံတဲ့ရှမ်းပြည်အင်အားစုတွေကိုနိုင်ငံရေးအရထိုးနှက်ဖြိုခွဲဖို့အတွက်ရည်ရွယ်ပုံရပါတယ်။ဒါပေမဲ့ SNA ကိုမြန်မာစစ်တပ်ကတိုက်ခိုက်နေတဲ့လက်နက်ကင်တိုင်းရင်းသားအဖွဲ့အစည်းတစ်ခုဖြစ်သတ်မှတ်၍မရပါဘူး။မြန်မာစစ်တပ်ကလက်နက်တပ်ဆင်ပေးထားတဲ့တိုင်းတိုင်းပြည်သူစစ်ဒါမှမဟုတ်ပြူစောတိအဖွဲ့တစ်ခုသာဖြစ်ပါတယ်။မြန်မာစစ်တပ်ကလက်သက်မွေးထားတဲ့တိုင်းသားပြည်သူစစ်အဖွဲ့တွေထဲမှာ SNA ကပအိုး PNA ပြင်ဒုတိယကြီးဆုံးပြည်သူစစ်အဖွဲ့တစ်ခုဖြစ်သတ်မှတ်ရမှာဖြစ်ပါတယ်။ရက်တရာငြိမ်းချမ်းရေးနဲ့73ဘွဲ့ဒါကြောင့်မို့လို့ရက်တရာအတွင်းမှာတွဲဆုံဆွေးနွေးခဲ့တယ်လို့ဆိုရဲ73ဘွဲ့နဲ့ပတ်သက်ပြီးတော့ကောက်ချက်ချရမယ်ဆိုလို့ရှိရင်အောက်ပါအတိုင်းဖြစ်မှာပါ။အချုပ်ဆိုရရင်ပထမချက်အနေနဲ့ရက်တရာအတွင်းမြန်မာစစ်တပ်တွဲဆုံဆွေးနွေးခဲ့တဲ့73ဘွဲ့မှာလက်ရှိတိုက်ခိုက်နေတဲ့အဖွဲ့က CNO နဲ့ DNL သာပါပြီးတော့မြန်မာစစ်တပ်နဲ့969ဝက်ဆွေးနွေးခဲ့တဲ့ CNO ကဥက္ကဋ္ဌနှုတ်ထွက်သွားရပြီးဖြစ်တဲ့ကဲ့သို့ DNL ကလည်းတရုတ်ရဲ့ဖိအားပေးမှုကြောင့်အပြစ်ရထားတာတစ်နှစ်ခန့်ရှိပြီဖြစ်ပါတယ်။ကြံဖွဲ့တွေကမြန်မာစစ်တပ်နဲ့တိုက်ခိုက်ခြင်းမရှိတာကြာမြင့်နေပြီဖြစ်ပါတယ်။လက်ရှိမှာမြန်မာစစ်တပ်နဲ့ဆွေးနွေးနေတဲ့အဖွဲ့တွေထဲမှာလက်ရှိတိုက်ခိုက်နေတဲ့အဓိကကျတဲ့လက်နက်ကိုင်တပ်ဖွဲ့တွေမပါတာကြောင့်လက်တွေ့ကျတဲ့အပြစ်ခတ်ရစေးနဲ့ငြိမ်းချမ်းရေးအတွက်ဘယ်ရလာမှထွက်မှာမဟုတ်ပါဘူး။ဒုတိယအချက်အနေနဲ့တိုင်းသားအဖွဲ့တွေတင်ပြတဲ့နိုင်ငံရေးပြဿနာအတွင်းသဘောအစစ်အမှန်ကပြည်내ရဲ့အာဏာခွဲဝေမှုပြဿနာဖြစ်ပါတယ်။ပြည်내သစ်တောင်းဆိုတဲ့ပြဿနာမှာလောက်ခံပြဿနာသာဖြစ်ပါတယ်။ပြည်내သစ်တောင်းဆိုတဲ့ပြဿနာကိုဇောင်းပေးဖော်ပြနေခြင်းကလည်းပြဿနာအစစ်မှန်ကိုရှောင်လွှဲနေခြင်းဖြစ်ပါတယ်။ဒါပြင်ပြည်내ရဲ့အာဏာခွဲဝေမှုပြဿနာကို2008အခြေခံဥပဒေနဲ့ဖြေရှင်းဖို့ကတော့မဖြစ်နိုင်ပါဘူး။အဆုံးထိနားဆင်ပေးသွားတဲ့အတွက်ကျေးဇူးတင်ပါတယ်။